တော့အုပ်တခုထဲမှာဝဲဝင်လေးတစ်ကောင်နဲ့ကြောင်တစ်ကောင်စုံမိကြတယ်ဝဲဝင်ကသူရဲ့ချင်းကြောင့်ငါတို့နှစ်ယောက်အတူတူအင်းလေးတစ်လုံးစောက်ကြမလားလို့အကြံပေးတာပေါ့ကြောင်ကလည်းဝမ်းသာအားရသဘောတူလိုက်ပြီးနှစ်ကောင်သားဝိုင်းဝန်းလောက်ခိုင်လိုက်ကြတာမကြခင်မှာပဲချစ်စရာကောင်းတဲ့တစ်သားအင်းလေးတစ်လုံးပြီးသွားတာပေါ့ဆောင်းတွင်းကလည်းနေလာပြီဆိုတော့ဝဲဝင်ကဆောင်းတွင်းအတွက်အစာတွေစုဆောင်ထားရအောင်လို့ပြောလေသူတို့နှစ်ကောင်လူတွေနေတဲ့ရွာကိုသွားပြီးအိုးအကြီးကြီးတစ်လုံးဝဲခဲ့ကြတယ်တော်တဲ့ပြန်ရောက်တော့ပြားရည်တွေရှားပေးစုဆောင်ပြီးအိုးတဲ့အပြည့်ဖြည့်ထားလိုက်ကြတာပေါ့အိုးနောက်တစ်လုံးကိုတော့ဝတ်သားစီဦးတွေနဲ့ဖြည့်ပြီးအိုးနှလုံးလုံးကိုအင်္ဂါထက်ခုပေါ်မှာတင်ထားလိုက်ကြတယ်ရအနေငယ်ကြတော့အပြင်မှာနင်းတွေရှားပြီးအရန်ဆန်းလာပါလိရောဝဲဝင်လေးကတော့ထုံးစံအတိုင်းစောင်းခုကိုအေးရတဲ့လွဲနေတာပေါ့ကြောင်ကတော့အိတ်မပြောနိုင်ဘူးတနေ့ကုန်မီးဖို့ပေးမှပဲကတ်ထိုင်နေရတာကိုကြားလာတော့ကြောင်ကပိုက်စားလာတယ်ငါထက်ခုပေါ်တက်ပြီးပြားရည်နဲ့စီဦးလေးနည်းနည်းသွားစားရင်ကောင်းပါပဲလို့ကြံစီတော့တာပေါ့ကြောင်ကအသားလေးထွက်သွားဖို့ပြင်တော့ဝဲဝင်လေးကနိုးလာပြီးဟဲ့ကြောင်ဘဲသွားမလို့လဲလို့မေးလိုက်တယ်ကြောင်ကလည်းအော်ဟိုဘက်ကကြွမလေးကလေးမွေးလို့တယ်နာမည်ပေးဖို့ငါ့ကိုဖိတ်ထားလို့သွားမလို့ပါလို့လိန်ပြောလိုက်တာပေါ့ဝဲဝင်လေးကရိုးအော်တော့ယုံပြီးပြန်ပြေးသွားလေကြောင်ကတက်ကိုပေါ်တက်ပြီးပြားရည်နဲ့စီဦးလေးလေးပုံတစ်ပုံကိုအားရပါရစားပစ်လိုက်တယ်ပြန်ဆင်းလာတော့ဝဲဝင်ကကောင်းလေးကိုဘလို့နာမည်ပေးခဲ့လဲလို့မေးတာပေါ့ကြောင်ကလေးပုံတစ်ပုံလို့ပြောလိုက်တယ်ဝဲဝင်ကနာမည်ကလည်းထူးဆန်းလိုက်တာလို့တွေးပြီးအိတ်သွားပြန်တယ်ပြင်မကြခင်ကြောင်ကထပ်ပြီးပိုက်စားလာပြန်တယ်ဝဲဝင်နိုးလာတော့လေအရင်အတိုင်းကြွမလေးနောက်တစ်ကောင်မွေးပြန်ပြီးဆိုပြီးလိန်ပြောခဲ့ပြန်တာပေါ့ဒီတစ်ခါတော့ကြောင်ကအိုးထဲကအစားအစာတဝက်တတိကောစားပစ်လိုက်တယ်နာမည်မေးတော့လေတဝက်လို့ဖြေခဲ့ပြန်တယ်ကြောင်ကပို့ပြီးတော့ဝဲလာတယ်နောက်ဆုံးမှာတော့အိုးထဲမှာကျန်းသမားအကုန်လုံးကိုတက်စားပစ်လိုက်တယ်ပြန်လာတဲ့အခါဝဲဝင်ကဟဲ့နေဖဲတွေသွားပြီးလက်စားနေတာလေလို့မေးတော့ဘဲမှမသွားပါဘူးလို့ပဲမျက်နှာညမ်းနေခဲ့တယ်နောက်ဆုံးတော့နှွေဦးပေါက်လာပြီဆိုတော့စောက်ရင်းတလုံးလုံးဘာမှမစားထားတဲ့ဝဲဝင်လေးကအရန်ပိုက်စားနေပြီလေကဲကြောင်ကြီးတကောဘောကပြားရည်နဲ့စီအိုလေးသွားယူရအောင်ပြားရည်မုံလို့စားကြမယ်လို့ပြောလိုက်တယ်ကြောင်ကတော့ဘိုက်ပူကြီးနဲ့အပေါ်ကိုမတက်ချင်ဘူးဆိုပြီးညင်းတော့တာပေါ့ဝဲဝင်လည်းသူ့ဘာသာသူတက်သွားကြည့်လိုက်တဲ့အခါအိုးဒီကအလွတ်ကြီးဖြစ်နေပါလေရောဝဲဝင်ကဒေါသထွက်လို့သူ့နှဖို့သူကြံရိုက်ပြီးကြောင်ကိုအော်ဟစ်ဆဲဆိုတော့တာပေါ့ကြောင်ကတော့ဘာမှမဖြစ်တယ်လို့ပဲဟိုးစိတ်မဆိုးပါနဲ့ဦးအရင်ဆုံးနေဘူးလေးလူငင်နားလိုက်ပါအောင်ပြီးမှအပြေရှာကြတာပေါ့ဆိုပြီးဖြောင်းပြတယ်နှကောင်သားနေဘူးထဲမှာလွှဲနေရင်ဝဲဝင်အိပ်ပြောသွားတဲ့အချိန်မှာကြောင်ကအသားလေးထက်ကူပေါ်တဲ့ကြံနေအပြားရည်စီလေးတွေကိုကုတ်ချစ်ပြီးဝဲဝင်ရဲ့အမွေးတွေပေါ်မှာသွားတူထားလိုက်တယ်ပြီးတော့ဘာမှမသိတယ်လို့ဟန်ဆောင်ပြီးပြန်အိပ်နေတာပေါ့မကြခင်မှာမဲ့ပြားရည်နိုင်ရတဲ့ပြားတွေဟာဝဲဝင်အပေါ်ကိုအုံခဲလာတော့တယ်ဝဲဝင်လေးလက်နိုးလာပြီးသူ့ကိုမှပြားရည်တွေပြီးနေတာကိုမြင်သွားတဲ့အခါကြောင်ကသူ့ကိုလောင်ပြောင်ရဲမောပြီးတော်တဲ့ကိုထပ်ပြီးသွားတော့တယ်တနာစရာဝဲဝင်လေးခဏတော့ပြားတွေအတူခံရပြီးဒီကိုလုံးဖူးရောင်ခိုင်းနေရရှာတော့တယ်